မောင်နဲ့ဖိုးလာတဲ့ဒီပါကြီးမှာဆုံးရှုံးမှုများနဲ့တွေ့တဲ့အခါအနာမမေ့ဆွေရှိအာကိုမဲ့တုံရှိမျောလင်းခြင်းများလဲစားစီဖြစ်စီကရှင်တိုင်းရမယ်နည်းနည်းပြန်တိုင်းမှာအကြောင်းရောစိတ်များနဲ့အားနေခြင်းအာကိုမဲ့သူဗျာအနီးဆုံးရှိသူဗျာဒီမွာခီလာနဲ့ကိုယ်တော်သင်နာရှိနေမြဲကြည့်လိုက်အိုးအသွေးနဲ့ရွေးဝဲခဲ့အဖင်နဲ့ကျွန်တော်ဘွားကိုထိုတင်ကောင်းများဝေဖို့သခင်မင်းထားခဲ့တယ်သခင်ပြရဲ့မူတော်အတွက်အသင်လေးနောက်မချစေနဲ့အခေတော်အတွက်တို့အားလုံးစေခံစို့ပြန်တိုင်းမှာအကြောင်းရောစိတ်များနဲ့အားနေခြင်းအာဘူမဲ့သူဗျာအနည်းဆုံးရှိသူဗျာဒီဝခီလာနဲ့ကိုယ်တော်သင်နာရှိနေမြဲခံစားရကောင်းချီတွေလည်းရေကြွကြည့်လိုက်အိုးအသွေးတွေရွေးဝဲခဲ့အဖင်နဲ့ကျွန်တော်ဘွားကိုထိုတင်ကောင်းများဝေဖို့ဒီခင်မိတ်ထားခဲ့တယ်သခင်ရဲ့မူတော်အတွက်အသင်လေးနောက်မချစေနဲ့ခေတ်တော်အတွက်တို့အားလုံးစေခံစို့ခေတ်တော်အတွက်တို့အားလုံးစေခံစို့